NGO, UN လိုအဖွဲ့အစည်းတွေမှာ data tool တွေကိုဘယ်လိုအသုံးပြုနေကြလဲ။လူမှုအကျိုးပြုလုပ်ငန်းတွေမှာဆုံးဖြတ်ချက်ကောင်းတစ်ခုချဖို့ data ကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။အကူအညီလိုအပ်တဲ့သူတွေစီကိုထိရောက်စွာရောက်ရှိစေဖို့ project တွေရဲ့အကျိုးသက်ရောက်မှုကိုတိုင်းတာဖို့ data ပေါ်မူတည်ဆုံးဖြတ်ရပါတယ်။ NGO နဲ့ UN လိုအဖွဲ့အစည်းတွေဟာ field က data စုဆောင်းတာကနေ analysis, visualization, reporting နဲ့ decision making အထိ data tool အမျိုးမျိုးကိုအသုံးပြုပြီး evidence-based decision making ကိုလုပ်ဆောင်ကြပါတယ်။ဒါဆို NGO နဲ့ UN လိုအဖွဲ့အစည်းတွေမှာ data tool ကိုဘယ်လိုနေရာမှာအသုံးပြုနေလဲဆိုတာဆက်ကြည့်လိုက်ရအောင်။ Number 1. Field data collection. Survey, household assessment, disaster assessment လို data တွေကို mobile phone, tablet နဲ့တိုက်ရိုက်စုဆောင်းကြပါတယ်။ဒီလိုစုဆောင်းတဲ့အခါ internet မရှိတဲ့နေရာတွေမှာပါ offline နဲ့အသုံးပြုနိုင်အောင် Kobo 2box, OTK စတဲ့ tool တွေကိုအသုံးပြုကြပါတယ်။ Number 2. Geospatial analysis. ဘယ်ဒေသမှာအကူအညီပို့လိုအပ်နေတယ်လဲ။ဘယ်နေရာကို resource ပို့တင်လဲဆိုတာသိရှိဖို့ map ပေါ်မှာ visualization လုပ်ပြီးအလွယ်တကူဆန်းစစ်နိုင်ပါတယ်။ဒီနေရာမှာ QGIS, Power BI, Map Visualization လို tool တွေကိုသုံးပါတယ်။ Number 3. Predictive Analytics. Python, R နဲ့ data ကိုခွဲခြမ်းစိတ်ဖြာပြီးသဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေစားနပ်ရိက္ခာလိုအပ်မှု resource မလုံလောက်နိုင်တဲ့နေရာတွေကိုကြိုတင်ခန့်မှန်းပြီး plan ချနိုင်ပါတယ်။ Number 4. Monitoring and Evaluation. Project တွေရဲ့ progress နဲ့ impact ကို data အခြေခံပြီးတိုင်းတာအကဲဖြတ်ဖို့ Super Impact Cloud, Log-Atto, Elevate လို tool တွေနဲ့ Monitoring and Evaluation MNE လုပ်ပြီးတိုင်းတာကြပါတယ်။ Number 5. Data Visualization. Power BI, Tableau နဲ့ Dashboard, Report တွေပြုလုပ်ပြီးdonor တွေ stakeholder တွေ management team တွေအတွက် data ကိုပို့ပြီးနားလည်လွယ်အောင်တင်ပြကြပါတယ်။ Number 6. Data Management. Data က Excel, Survey, Database, API စတဲ့ source အမျိုးမျိုးကလာနိုင်ပါတယ်။ဒီလို data အမျိုးမျိုးကိုစုစည်း cleaning လုပ်ပြီး automation workflow တွေတည်ဆောက်ဖို့အတွက်လည်း Python, R တို့ကိုအသုံးပြုပါတယ်။ Number 7. AI and fact checking. အခုနောက်ပိုင်းမှာတော့ NGO နဲ့ UN အဖွဲ့အစည်းတွေက AI ကိုပါအသုံးပြုလာကြပါတယ်။ iVerify, DFX AI Chat, Insight 7 လို tool တွေသုံးပြီး fake news စစ်ဆေးခြင်း data analysis အလိုအလျောက်လုပ်ခြင်း report summary ထုတ်ပေးခြင်း decision making ကို support လုပ်ပေးခြင်းတို့လိုပုံမထိရောက်အောင်လုပ်ဆောင်ကြပါတယ်။ဒါကိုကြည့်ခြင်းအပြင် NGO နဲ့ UN လိုအဖွဲ့အစည်းတွေမှာ data tool တွေကို report ထုတ်ဖို့အတွက်သာမကပဲဘယ်သူတွေအကူအညီလိုနေတယ်လဲဆိုတာသိဖို့resource တွေကိုထိရောက်စွာခွဲဝေဖို့ project ရဲ့ impact ကိုတိုင်းတာဖို့ data အခြေခံပြီးပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်ကိုပါအသုံးပြုနေကြတာတွေ့နိုင်ပါတယ်။ NGO, UN လိုစက်တာတွေမကပဲ business, healthcare, education, finance စတဲ့ industry အများပြားမှာလည်း data analysis, visualization နဲ့ business intelligence skill တွေကပိုပြီးလိုအပ်လာနေပါတယ်။သင်အနေနဲ့လည်းဒီလိုမျိုး data ကိုနားလည်ပြီး insight ထုတ်နိုင်တဲ့ skill ကိုတည်ဆောက်ခြင်းနဲ့ဆိုရင် Innovus ရဲ့ Tool for Data Analysis, Data Science Program တွေကသင်ရဲ့ career journey ကိုအထောက်အကူပြုနိုင်ပါတယ်။အသေးသေးသိရှိခြင်းနဲ့ဆိုရင်တော့ Innovus ရဲ့ Facebook page Messenger မှာလာရောက်ဆောင်ရွက်နိုင်ပါတယ်နော်။